ပြီဆိုတဲ့အခါကျတော့မင်းတို့ဘောင်းမီအရှည်လေးကိုအပြင်သွားရင်တောင်မှဝစ်လို့ရတဲ့အထက်က BKK cotton အသားလေးတွေကပြပေးပါမယ်နော်ဒါလေးတွေဆိုလို့ရှိရင်မင်းတို့ဆိုင်မှာဆိုလို့ရှိရင်အများတမ်းမပြတ်ဘူးထားပေးထားတာဒါပေမဲ့အယုတ်ပုံစံလေးတွေကွဲတယ်ပေါ့နော်အဲ့တော့ကြိုက်တဲ့အယုတ်လေးတွေကို screenshot ရိုက်ပြီးမှာလို့ရပါတယ်ရှင်မင်းတို့စီမှာဆိုလို့ရှိရင်တော့လေပန်းရောင်လေးဆိုလို့ရှိရင်ဒါ main ကလေးတွေအရန်ကြိုက်တဲ့အရောင်လေးပေါ့နော်ဒါလေးလက်ဆောင်ပေးလဲလှတယ်ကိုယ်တိုင်ဝတ်တယ်ဆိုလို့ရှိရင်လည်းချစ်စရာလေးပေါ့နော်ဒါလေးတွေကကျတော့ main ကလေးတအားဆန်နေလားဆိုတော့လေအဲ့လောက်ကြီး main ကလေးမဆန်ဘူးဝေးရတာလည်းအရန်ကောင်းတယ် BKK cotton ဆိုလို့ရှိရင်တည်တဲ့အတိုင်းပဲနော်ဒါလေးတွေကကျတော့2000ကျော်ဈေးပေါက်ထားတဲ့အတိုင်းပဲမသူစီမှာလည်း2000ခွဲအတိနဲ့ရပါတယ်ရှင်အခုလိုမျိုးဘောင်းမီရှင်းနဲ့လိုချင်လဲရတယ်ဘောင်းမီအတူနဲ့လိုချင်လဲရပါတယ်ရှင်ကြိုက်တဲ့အရောင်လေးတွေကိုမသူစီမှာ screenshot ရိုက်ပြီးလာမှာလို့ရပါတယ်ရှင်မသူတို့ကြောက်တိုင်ကွေးကမသူရဲ့ site တွေလေးမှာလည်းရတယ် site နှစ် site ကိုတော်ဂုံးစင်လေးနောက်ခန်းကန်နဲ့နီးတဲ့သူတွေဆိုလို့ရှိရင်တော့အဲ့ဆိုင်လေးကိုသွားပေါ့နော်အဲ့ဆိုင်မှာဆိုလို့ရှိရင်လည်းရပါတယ်ရှင်နှစ်ဆိုင်လုံးမှာအားပေးလို့ရပါတယ်ဘောင်းမီအတူနဲ့ရှိမယ်အရှည်နဲ့ရှိပါမယ်နော်ကျေးဇူးတင်ပါတယ်